ကျွန်တော်ချစ်စွာတော့လျှက်စစ်မိတ်ဆွေများအားလုံးမင်္ဂလာပါတရက်ကကျွန်တော် free energy ဖြစ်တဲ့ weight 3ဆွမ်းရည်အကြောင်းပြောရင်းနဲ့3ရက်လောက်နေတော့ကျွန်တော်ရဲ့အပြင်ကတင်တန်းသားတယောက်ကမေးတာပေါ့ဆွမ်းရည်ရတဲ့ Newton law ရဖန်တီးလို့မရဘူးဖြည့်ဆည်းလို့မရဘူးရွှေ့ပြောင်းလို့ပဲရတယ်ဆိုကျွန်တော်သူထူးထူးဆန်းဆန်းမေးတာပေါ့နော်တော့ဗာမေးလဲဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်လည်းဖြည့်ဆည်းလို့မရဘူးရွှေ့ပြောင်းလို့မရဘူးဆိုဒါဆိုကျွန်တော်တို့သုံးလိုက်တဲ့စွမ်းရည်တွေရတဲ့ကုန်သွားတာလားတဲ့ကျွန်တော်သူ့မေးခွန်းနည်းနည်းကြောင်သွားတယ်သူကရုပ်တရက်ကြီးထားမိလိုက်တာဟုတ်အဲ့တော့ကြောင်ကကျွန်တော်စဉ်းစားကြည့်လိုက်တော့ညီလေးဘာကိုမေးတာလဲပေါ့နော်ကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ဖြည့်ရှင်းပြီးတော့သူကဒီလိုပါဆရာတဲ့ကျွန်တော်တဲ့ကားတစ်စီးမောင်းသွားတယ်ပေါ့ဓာတ်စီတွေကုန်သွားတယ်ဒါဆိုလို့ရှိရင်လည်းစွမ်းရည်ကကုန်သွားတာမဟုတ်လားကျွန်တော်စဉ်းစားမိတယ်စိတ်ကူးကတော့ကောင်းတယ်ပေါ့နော်ကျွန်တော်မှစိတ်ကူးကတော့ကောင်းတယ်သူမေးတတ်တယ်ပေါ့တယောက်ကထားပြောတာကစွမ်းရည်ကကုန်သွားတာတဲ့တကယ်တော့စွမ်းရည်ကကုန်သွားတာမဟုတ်ဘယ်လိုဖြစ်သွားလဲဆိုရှင်စွမ်းရည်ကပြောင်းသွားတာပုံစံပြောင်းသွားတာကျွန်တော်ဆွေးနွေးကြည့်မယ်နော်ဘယ်လိုဖြစ်သွားလဲဆိုကျွန်တော်ဓာတ်စီကိုကားထဲထည့်လိုက်တယ်မောင်းလိုက်တယ်မောင်းလိုက်ပြီဆိုလို့ရှိရင်အင်ဂျင်ကစပြီးတော့စွမ်းရည်တွေဓာတ်စီမှာရှိတဲ့စွမ်းရည်တွေ chemical reaction တွေကပေါက်ကွဲတာပေါ့နော်ပေါက်ကွဲတဲ့အခါကျတော့အင်ဂျင်လုံးပူလာတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဓာတ်စီမှာရှိတဲ့စွမ်းရည်ကနေပြီးအပူစွမ်းရည်ကိုပြောင်းသွားတယ်အဲ့ဒီအပူစွမ်းရည်ကလေထဲကိုထိုက်ရွေ့သွားတယ်လေထဲကိုထိုက်ရွေ့သွားတဲ့အခါအဲ့ဒီဥစ္စာကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဒါစွမ်းရည်ရွှေ့ပြောင်းခြင်းကျွန်တော်တို့ကားမောင်းသွားတယ်အရွေ့စွမ်းရည်ဖြစ်သွားတယ်နောက်တစ်ခါကျွန်တော်တို့ဘာရှိသေးလဲဆိုကားထဲမှာရှိတယ်ကျွန်တော်တို့ပလတ်တွေပါမကောင်းတဲ့အခါမှာသူ့ရဲ့ဓာတ်ဆီငွေတွေကအိတ်စောတွေကနေထွက်သွားတယ်အပူဖြစ်နေဆွန့်ထွက်သွားတယ်ဒါလည်းစွမ်းရည်ကိုပြောင်းသွားတာပဲဓာတ်ဆီလိုစွမ်းရည်ကနေပြီးတော့ကျွန်တော်တို့အပူစွမ်းရည်ဖြစ်ပြောင်းသွားနောက်တစ်ခါကျွန်တော်တို့ကားမောင်းသွားတယ်ကားရဲ့တာယာနဲ့ကတ်တွေကလည်းတိုက်တယ် friction တွေဖြစ်တယ်ပို့တိုက်မှုတွေဖြစ်တယ်ဒါလည်းစွမ်းရည်တွေဆုံးရှုံးသွားတယ်ဆုံးရှုံးသွားတာမဟုတ်တော့ပြောင်းလဲသွားတယ်အဲ့ဒီဥစ္စာကျွန်တော်ထည့်လိုက်တဲ့ဓာတ်ဆီကပြန်မရတော့ဒါဆိုရင်ကျွန်တော်တို့ကစွမ်းရည်ပြောင်းသွားတာဒါဆိုအဲ့စွမ်းရည်တွေကဘယ်ရောက်သွားလဲစွမ်းရည်မှာပြန်သုံးလို့ရတဲ့စွမ်းရည်နဲ့ပြန်သုံးလို့မရတဲ့စွမ်းရည်လို့ခေါ်တယ်။ကျွန်တော်တို့ဓာတ်ဆီကိုထည့်လိုက်တယ်ဒါစွမ်းရည်တစ်မျိုးထည့်လိုက်တယ်။အဲ့ဒီစွမ်းရည်ကိုပဲကျွန်တော်တို့ကကားမောင်းလိုက်တယ်။အရွေ့စွမ်းရည်ကားကတော့ရွေ့သွားတယ်။ဒါပေမဲ့ဒီရွေ့စွမ်းရည်ကိုကျွန်တော်တို့ကသုံးပြီးတဲ့အတွက်နောက်တစ်ခါပြန်ပြီးတော့သုံးလို့မရတော့အဲ့ဒါကိုသုံးလို့ရတဲ့စွမ်းရည်နဲ့သုံးလို့မရတဲ့စွမ်းရည်ပေါ့နော်။နည်းနည်းပြောစရာလေးတွေမှားမှဆိုလို့ကျွန်တော် note လေးလုပ်ထားတာပေါ့နော်။အဲ့လိုမျိုးသုံးလို့မရတဲ့စွမ်းရည်ကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင် entropy လို့ခေါ်တယ်။ entropy လို့ခေါ်တယ်။ဥပမာဖျောင်းနေတဲ့တိုင်ကိုကျွန်တော်တို့ကအလင်းအောင်လုပ်ခြင်းတဲ့အတွက်ဖျောင်းနိုင်ကိုမီးညှိလိုက်တယ်ဖျောင်းနိုင်ပြီးဒါရေနံကနေထွက်လာတဲ့စွမ်းရည်တစ်မျိုးပဲเนาะရုပ်ကျွင်းလောင်စားနေလာတာပေါ့အဲ့တော့ဖျောင်းနိုင်ကိုမီးညှိလိုက်တယ်မီးအလင်းအောင်တွေထွက်လာဒါဆိုလို့ရှိရင်စွမ်းရည်တွေကဘယ်ရောက်သွားလဲ entropy ရဆိုလို့ရှိရင်ဒီအလင်းအောင်ဘေးကိုပြန်သွားတယ်ဒါလည်းအလင်းစွမ်းရည်ပဲပြီးရင်အပူထွက်တယ်အပူကလည်းလေထဲကိုစွန့်ပစ်သွားတယ်ကျွန်တော်တို့ဖျောင်းနိုင်ကုန်သွားတယ်စွမ်းရည်ကုန်သွားတာမဟုတ် entropy လို့ခေါ်တယ်ပြန်သုံးလို့ရတဲ့စွမ်းရည်နဲ့ပြန်သုံးလို့မရတဲ့စွမ်းရည်ဆိုပြီးတော့ပြန့်နှံ့သွားတာဖြစ်ပါတယ်เนาะကျွန်တော်မိတ်ဆွေကျွန်တော်ညီလေးမိတယ်သုံးလိုက်တာစွမ်းရည်တွေကကုန်သွားတာလို့ဆိုတော့စွမ်းရည်တွေကကုန်သွားတာမဟုတ်ပါဘူး entropy လို့ခေါ်တယ်စွမ်းရည်တစ်မျိုးရွှေ့ပြောင်းသွားတာဒါပေမဲ့အဲ့စွမ်းရည်ကိုကျွန်တော်ပြန်သုံးလို့မရတော့ဒါပေမဲ့စွမ်းရည်ကတော့နေရာပြောင်းသွားပါတယ်เนาะကျွန်တော်မိတ်ဆွေများအားလုံးကျေးဇူးထူးတင်ပါတယ်